အခန်းငှားတဲ့ဗီဒီယိုလေးလုပ်ပေးပါလို့မေးထားတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်အခန်းငှားတယ်ဆိုရင်6ห้อง6ห้องအခန်းအားငှားဖို့ရှိလားလို့မေးချင်တယ်ဆိုလို့ရှိရင်တော့มีห้องว่างให้เช่าไหมมีห้องว่างให้เช่าไหมสะโบค่าဆိုလို့ရှိရင်တော့ค่ามัดจำค่ามัดจำสะโบค่าဘယ်လောက်တင်ရမလဲค่ามัดจำเท่าไหร่ค่ามัดจำเท่าไหร่สะโบค่าပြန်ပေးလားဆိုရင်တော့คืนค่ามัดจำไหมคืนค่ามัดจำไหมအခန်းဘယ်လောက်လဲဆိုလို့ရှိရင်တော့ค่าห้องเท่าไหร่ค่าห้องเท่าไหร่มีค่าตะมีตาဘယ်လောက်လဲဆိုလို့ရှိရင်တော့ค่าไฟหน่วยละเท่าไหร่ค่าไฟหน่วยละเท่าไหร่ยีตะมีตาบะเล่าเลยค่าน้ำหน่วยละเท่าไหร่ค่าน้ำหน่วยละเท่าไหร่အခန်းငှားတဲ့အခါဒီထက်မကပြောရတဲ့ထိုင်းစကားလေးများရှိသေးတယ်ဆိုရင် comment လေးမှာဝင်ရေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်